ဒီနဲ့လာပြေးသွားလင်းနေတာစလောက်စခန်းစလောက်စခန်းလင်းပြလာပြေးသွားပြီလင်းနဲ့လာပြေးသွားတယ်စလောက်စခန်းပေါ်မှာဟိုကနစီထိုင်းဘဲပေါ်ဝဲပြီးတော့လာပြစ်တာချီတော့တယ်တပတ်နှစ်ပတ်စီကပြစ်ပြီငါးပါရှိပါရေပါရဒီကလောက်ခါဒီဝေဝမ်းတော့ဖလူဖောက်ကူလကန်အောင်ကတည်းကခိုင်စားလို့ပြည့်စားလို့စခါကျဲချတာကျွန်တော်တော့နီးလာပြီထိုင်းမြေကိုကြော်ပြီးတော့အဲ့ပြေးစလောက်စကားပြေးကဲလောခူတော့လို့နေခုယောခါဝဲတာပို့ထုံစလောက်စကံပေါ့ခုတော့ဒီကေဘီစလောက်စကံပေါ့ကူအဲလဲလခူတော့လို့ဒါတော့နေပါနပါလာပြီဟိုမှာလက်ပြန်ပြီနပါရှိပြီလင်းတာတော့ကဲလင်းတာတော့ဟွာပြီးတော့ပြေးခါပြီးဟိုမှာပြေးသုံးပါမြောက်
ပါဘူဆက်လို့စကအပေါ်မှာတော့သူတို့ချတယ်ဒီတွေ့တယ်စားဒီမှာမထုံအလောင်းဘူဆက်လို့စကဖလိုရောပါဘူးခါရကဲခခီယာဒီချုံမနော်တမဲတဲ့အဒီကလောခါလင်းပြောင်းကုန်တော့အဒီကထောင်းလေကုမှုခုလေးနေရတော့ကထောင်းလေလင်းပြောင်းခါကျူေးလို့မှုကလင်းပြောင်းလေကခါတော့အဒီခါချူေးလေတဲ့နဖာဒူသက်အဖလို့နော်တန်ချီလီကြီးရောငိုတော့ကပောင်ယူကထောင်းခါကမောကထောင်းခါတော့အခါအဒီကထောင်းခါတဲ့နဖာဒူသက်တော့ယူကောเนี่ยพลอดเนี่ยบ้าทุบบ้าไทยสารที่ฮะล้อเสตีจานเราตีอะไรก็ที่พลัวเลยอ๋อขาเล็กก็ละอันนี้แกท้องอยู่ช่วงว่าอันนี้แกท้องอยู่แกท้องเตือนอะไรอ่ะไปยังไงกระบอกยูแทงกระบอกยูแทงပြည်တယ်ဆက်ပြတော့သူတို့တက်လာပြီပုံစံဆိုလီရင်ပြည့်တဲ့နောက်ပိုင်းအခုတော်ဦးတော့ပူပြင်းလာတယ်လီရင်မပြည့်လာခင်တော့သူတို့လက်နဲ့ကြီးနဲ့ထုနေတာအလုံး30 40လောက်ရှိတယ်ဝေဟင်ရောမြေပြင်ရောသူထိုးလာပြီမှစစ်ခွေးတွေကဒီမနေ့8 နာရီမြန်မာစံတော်ချိန်8 နာရီခွဲနဲ့စပြီးတော့စစ်ကောင်စီတပ်တွေကအလုံးရင်းနဲ့တက်လာတော့ဗောနော်သူတို့မတက်လာခင်တော့သူတို့လက်နဲ့ကြီးနဲ့ထုတာလက်နဲ့ကြီးနဲ့ဟိုဒါဖလူးဂုတ်စခန်းအနေနဲ့ဒီဖလူးလေးအဝင်ဖျားကောကနေသူတို့နှစ်ဖက်ညပြီးတော့ပူဇာလုံးစခန်းရဲ့ဒီပူဇာလုံးစခန်းနဲ့ဒီဖလူးလေးကခံထားတဲ့ကရင်တပ်
ကရင်တာတွေရှိတဲ့နေရာကို KNU တာတွေရှိတဲ့နေရာမှာသူတို့ဟိုဖိပြီးတော့လက်နဲ့ကြီးတဲ့အရင်ပြစ်တယ်ပြစ်ပြီးတော့ဒီ7နိုင်လောက်မှသူတို့လီရင်နဲ့အခုစပြစ်တာပေါ့လီရင်နဲ့စီးနဲ့ပစင်းနဲ့တောက်လျှောက်ပြစ်တယ်လီရင်9ပါးတော့ဆက်လို့စကန်းဝင်ပြစ်ပြီးတော့အခုလီရင်ပြန်ပြီးတော့နောက်ပိုင်းတဲတန်အခုလက်နဲ့ကြီးလက်နဲ့ငယ်တောက်လျှောက်သူတို့ဖိပြစ်နေတယ်ကိုလူတွေလည်းအခုခံပြစ်နေတယ်နော်နိုင်ရတဲ့ဖဲကနေပေါ့လောဆယ်တော့ပြစ်နေတော့ပဲထိုင်းဘက်ချန်လည်းအော်တန်တွေကြားတော့ပဲဒုက္ခသည်စခန်းဘက်ကထိုင်းဘက်ချန်လည်းအော်နာပဲ